안녕하세요, 여러분. 두리아 비디오를 열어봐비. 두리아 비디오 만으로 제로 니엘라 이드 뻥리를 가지밤에 디마소도 삐그링리 비다이 나타운 뜻에 말라바이 혼내의 네이버 혼내의 네 목요일로 비다이 자라브리 네이버 아서 제로가 그나마 벽에 니도 라로 예도고 1, 2, 3, 4리네 이드 비밤에노 아소인 나타운 뜻에 솔루션 제로가 나타운 소로 2010ဆိုတော့10ညွန်ကနှစ်ကိုပြောတာ2010ညွန်2010ခုနှစ်9လပိုင်းဆိုရင် 5월 9ရက်နေ့ဆိုရင်9က7 7이 9ရက်နေ့목요일ဆိုတာကတော့ဇာတာပတိနေ့ကိုပြောတာပါအဲ့တော့ဒီလိုဖြစ်ကလေးဖက်နည်းတွေကိုတစ်ချက်ကြည့်ကြည့်အောင်ညွန်ညွန်ဘယ်နှစ်နှစ်ဘယ်နှစ်ခုနှစ်အဲ့တော့여러분တို့ကဘယ်နှစ်ခုနှစ်လဲလို့ပြောချင်း몇 년에 미군စကားလုံးမိပါတယ်몇 년, 베는일래, 몇 년이에요, 베나쿤일래, 다 핏바들라 소리, 시베가 띵해서 그런데 알아도 덤비요, 미군이 미지로야. 몇 년이에요, 베나쿤일래. 아소이 뒤로 나타운다세에서 신 나타운아 2000, 다세야 10, 2010년. 한국야 고제시소이 나타운아 1000, 오야가 900, 지지 않아? 오야가 900, 80 908 998 sorry 봐 1998 1998년 군에 당시야 자살리 타운가 1000 시야가 800 첫세가 60 리가 4 군이가 년 에러 팔라면서이 1864년 피다밤에 에러 여러분 누가အခုလောလောဆယ်မှာစပြီးဖတ်တယ်ဆိုလို့ရှိရင်တစ်လုံးချင်းစီခြားရေးလို့ရပါတယ်။မေးခွန်းမေးတဲ့အခါမှာတော့ညွန်ညွန်နေရောဘယ်နှခုနှစ်ဖြစ်ပါတယ်လဲလို့မေးလို့ရတယ်။ကြံဖြေတဲ့အခါမှာအခုတချေတို့ခုနှစ်က2020ဒါဆိုရင်ဘယ်လိုရေးတွက်မလဲ2000က2000 22က22ဟုတ်တယ်နော်ခုနှစ်ကညွန်ဒါဆိုရင်2022ညွန်လို့ဖတ်ပါတယ်။အဲဆိုလကိုရေးတွက်ကြည့်ရအောင်လတွေကိုရေးတွက်တဲ့အခါမှာတော့1လ2လ3လ4လ5လ6လ9လ10လ9လ10လ11လ12လဆိုပြီးရေးတွက်မယ်သူကတော့1 2 3 4နဲ့ပဲယူသုံးမယ်တစ်လပိုင်းဆိုရင်1월 월ဆိုတာကလကိုပြောတာပေါ့အဲဆိုရင်1월 2월 3월 4월 5월 6လမှာကျတော့6ကတချို့တို့ 6ဟုတ်တယ်နော်6လို့ထွက်တာလေဒါပေမဲ့ဂါတက်ပြုတ်သွားပြီးတော့6월လို့အတန်ထွက်ပေးရပါတယ်စတားလေးပြတာပေးပါ 6월 7월 9라 8월 10라 9월 30ဆိုလို့ရှိရင်လည်းတချို့ရဲ့30ကိန်းကနန်းက10ဒါပေမဲ့သူကလနဲ့တွေ့တဲ့အခါမှာဘာတက်လေးပြုတ်သွားပြီးတော့ 10월 ဖြစ်သွားတယ်ဒါကြောင့်မလို့ဒီနှစ်ခုကိုတော့စတားလေးပြပြီးတော့တေချာချက်ပေးရပါမယ် 6월 မဟုတ်ပါဘူး 6월 ပါဒီကောင်ကလည်း 10월 မဟုတ်ပါဘူး 10월 လို့ထွက်ရပါတယ်ပြီးရင်17လပိုင်းဆိုရင် 11월 12လပိုင်းဆိုရင် 12월 ပုံမှန်တိုင်း17စနစ်ကိုယူဖတ်တာပေါ့ဒီတိုင်းလေးပါပဲအဲဆိုရင်여러분တို့လကိုမေးတဲ့အခါမှာတော့ .word နဲ့မေးလို့ရပါတယ်အဲဆိုရင် .word ရေရောဘယ်နှလပိုင်းလဲ .word ရေရောအသက်ပါလို့ရေကိုသုံးပါတယ်ဘယ်နှလပိုင်းလဲ여러분တို့အခုစဉ်းစားကြည့်မယ်ဒီတို့အခုဘယ်နှလပိုင်းလဲ17လပိုင်းမလား17လပိုင်းဆိုလို့ရှိရင်ဒီတို့က102월ဟုတ်ပြီအဲ့ဆိုဒီတို့အခု12လပိုင်းဆိုရင်12လပိုင်းဆိုရင်ဒီမှာတစ်ချက်လာတက်လေးကျန်သွားရယ်နော်11월 12လပိုင်းဆိုရင်11월 ပေါ့ကဲကိုယ့်ရဲ့မွေးနေ့ကဘယ်နှလပိုင်းလဲဥမာတစ်လပိုင်းဒါဆိုရင်မွေးနေ့က1월 ဒီလိုလေးသုံးလို့ရပါတယ်နော်ဒါကလကိုရေးတွက်တဲ့နည်းရယ်လကိုဖတ်တဲ့နည်းရယ်ဘလို့မေးခွန်းမေးကောင်းမလဲဘလို့သုံးရမလဲဆိုတာပြောတော့တာဖြစ်ပါတယ်ဆက်ပြီးတော့ရက်ကြံအောင်မယ်ပေါ့ရက်ကတော့သူကဒီတိုင်းလေးပဲအနောက်ဘက်ကနေ il ဆိုတဲ့စကားလုံးလေးသုံးရရုံပဲ il ကရက်ကိုပြောတာပေါ့အဲဆို il ဒါလေးသုံးလိုက်ရုံပဲဒီမှာစတားပြထားတာကတော့သူကဒီ16တို့26တို့36တို့ကိုညုဆိုတဲ့တန်လေးထွက်ရမယ်လို့ဒီရှိမှပြောခဲ့ရနော်အဲ့ဒါလေးကိုပဲသူကပြန်ပြီးတော့အတန်ထွက်လေးသတိထားမိအောင်လို့အနီလေးနဲ့ရေးထားပေးတာပါဆိုတော့ 1일 2일 3일 4일 5일 6일 7일 8일 9일 10일ဒီချက်အသက်တန်လေးကူဖတ်တယ်နော် 1일 2일
3일, 4일, 5일, 6일, 7일, 8일, 9일, 10일. 어떠다니 구파바래? 11일, 12일, 13일, 14일, 15일, 16일, 17일, 18일, 19일, 20일. 21일, 22일, 23일, 24일, 25일, 26일, 27일, 28일, 29일, 30일, 31일. 다음에는 아서인 또 미래 가마로 며칠로 떠나봐래. 아비노 며칠 슬롱이 아빠하 슬롱이 맞두라오노 며칠로 떠나래. 베니엔니래 소인 며칠이에요. 베니엔니래. 그래서 디니야 베니엔니래. 때엔니 소인 1일이에요. 디로 떠나봐나 1일이에요. 5일에 소인 5일이에요. 디로 떠나면 디로 뻔한 리네 데일리리오 별로 야다바메. 오케이.ဆက်ပြီးတော့ကြည့်ရအောင် 무슨 요일 요일ဆိုတာကတော့တချို့တနင်္လာအင်္ဂါဗုဒ္ဓဟူးတွေကို 요일 လို့သုံးပါတယ်အတူကောက်ဆိုရင် 일보화수목금토 ဆိုပြီးရှိပါတယ်အရှေ့ကောက်အနေနဲ့ပြောရမယ်ဆိုရင် 일요일 တနင်္ဂနွေနေ့ 월요일 တနင်္လာနေ့ 화요일 အင်္ဂါနေ့ 수요일 ဗုဒ္ဓဟူးနေ့ 목요일 ကြာသပတေးနေ့ 금요일 တောက်ကြနေ့ 토요일 စနေနေ့ဆိုပြီးရှိပါတယ်ဒါဆိုရင်တော့ 무슨 요일이에요 ဆိုပြီးတော့မေးလို့ရပါတယ် 이에요 의 요일이နဲ့ပေါ့နော်အဲဆိုတချို့တို့ဒီ in conversation ကိုတချို့ဥပမာအနေနဲ့ဖတ်ပြပေးပါမယ် 오늘이 며칠이에요 ဒီနေ့ကဘယ်နေ့ရက်နေ့လဲဒါတော့အပြင်တချို့တို့မေးပြီးကိုမေးတာက 오늘이 ဒီလိုလေးမေးပါတယ် 오늘이 며칠이에요 ဒါမှမဟုတ်လို့ရှိရင် 몇 월 လကိုလည်းထည့်သုံးတတ်တယ်ပေါ့နော် 몇 월 며칠이에요. 베날라바이 베니엔닐레 다마모로신 며칠이에요. 수비올레 동말에 오늘이 며칠이에요. 디니아 베날라바이 베니엔닐레 5월 5일이에요. 알라바이 나연이 비파레 오늘이 무슨 요일이에요? 요일 소위너 뜨닐라인가 벼시나보 어디니가 반일에 화요일이에요. 인간이 비파레 언제 결혼했어요? 베롱알레 테케랄레 2001년에 결혼했어요. 나타운때 동안 레테케라바. 그래서 여러분도가 꼬의 무인이 우벼진래 동야 말해. 무인이고 디제로 생일로 동 말해. 그래서 무인이야 매칭에서 이 생일이 몇 월 며칠이에요? 몇 월 며칠이에요? 무인이야 베날라바인 베니엔니래. 그래서 그가 11월 6일 6일 6ရက်နေ့ပေါ့17လပိုင်း 6ရက်နေ့မှာဒီနေ့ဆိုလို့ရှိရင်တကယ်တော့တနင်္ဂနွေနေ့ 일요일이에요.ဒီလိုလေးဖြေလို့ရပါတယ် 생일이 몇 월 며칠이에요? 제 생일이 12월 6일 일요일이에요.ဒီလိုလေးဖြေပြီးလို့ရပါတယ် အဲဆိုရင် date လေးတွေကိုရေးတက်သွားမယ်လို့ထင်ပါတယ်ဒီမှာသူ note လေးပေးထားတာကကြတော့ဒါတစ်ချက်ရှင်းမိတာ note လေးပဲပေါ့နော်여러분도ပြန်ကြည့်လေရတယ်လို့မကြည့်လေကိစ္စမရှိပါဘူးเนาะလွယ်လွယ်လေးပါပဲပြီးတော့အိမ်စာလေးကတော့ဒီမှာပေးထားတဲ့ date လေးတွေကို여러분도ကဒီ bullet လေးမှာပြန်ပြီးတော့ဖြည့်ထားပေးရပါမယ်เนาะအဲဆိုရင် date လေးနဲ့ပတ်သက်ပြီးတော့ရမယ်လို့ထင်ပါတယ်အိမ်စာလေးတွေလုပ်ချပြီးတော့မရတာရှိလို့ရှိရင်တချို့တို့ Zoom class မှာပြန်ပြီးတော့ပြီးလို့ရပါတယ်နံပါတ်5အချိန်ရည်တွက်တာသွားကြည့်အောင်နေ့ရက်လရည်တွက်တာလေးတွေကရုပ်လေးဆမ်းစာလေးနဲ့ပဲရည်တွက်ရလို့လွယ်တယ်ဆိုပေမဲ့အချိန်ကတော့ရှုပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ကအချိန်ကိုရည်တွက်တဲ့အခါကျရင်ဘာရှိလဲမိနစ်ရယ်နာရီရယ်ရှိမယ်။နာရီကိုတချို့တို့ကရှီနဲ့ရည်တွက်ပါတယ်။မိနစ်ကိုတော့ဘုန်းနဲ့ရည်တွက်ပါတယ်။စက္ကန့်ကိုတော့ချိုနဲ့ရည်တွက်ပါတယ်။အမှရှီဆိုတာကနိုင်ဒါပေမဲ့တချို့တို့နိုင်ကိုရေးသွက်တဲ့အခါကျလို့ရှိရင်ဘာနဲ့သုံးလဲဆိုရင် native Korean နဲ့သုံးပါတယ် native number ဆိုတာဟနာဒုဆက်နဲ့သုံးတာပေါ့နော်သူနဲ့ရေးသွက်ပြီးတော့သုံးပါတယ်ဒါပေမဲ့ minute တို့ second တို့ကျတော့ Sino Korean နဲ့ရေးသွက်ပြီးတော့သုံးပါတယ်အဲကျတော့သူကတော့ Sino Korean နဲ့သုံးတာပေါ့ဒါလေးကိုတစ်ချက်မှတ်ထားပေးပါအဲဒီမှာ여러분도နိုင်နဲ့ minute ကိုရေးသွက်တဲ့အခါမှာမှတ်ပါပါအဲ့တော့နိုင်ကိုရေးသွက်တဲ့အခါမှာတော့하나 둘 셋 넷. 다음에 하나 둘 셋 넷가 အရေးတွက်ပြစကားလုံးနဲ့တွေ့ရင်ဖြစ်သွားလဲ
한두 세네 병화래 뭐너 알아리 챗들이 다음에 비사이노 코리안 가로 분도 초로 미니도 세컨도네 동네 아주 미니 소인 1번 2번 3번 디로리 동나 봐 아주 두ပြထားတဲ့ ဖတ်စာအုပ်တွေကပုံလေးချစ်ချစ်ရအောင်ဒီမှာတနာရီဆိုရင် 1시, 2시, 3시, 4시, 5시, 6시, 7시, 8시, 9시, 10시 17나이ဆိုရင် 11시, 8시 အဲ့တော့ဒီရှယ်တို့က17စနစ်အထိပဲရှိမယ်တနည်းမှာ24နာရီရှိရဲဆိုပေမဲ့ကိုရီးယားမှာတော့17စနစ်အထိပဲသုံးမယ်ပေါ့နော်စနစ်အထိပဲသုံးမယ်အဲဆိုစနစ်အထိပဲသုံးတဲ့နေရာမှာ여러분도 강쇼 라나이나 더 쿠시에 발레스로 맨날 라냐라 그래서 맨날 라냐라 디지 제로 잉글리로 솔루션 AM PM 리뷰 이때 비었던 야래 프리알로 솔루션 AM 고 우전으로 바래 우전 PM 고자로 제로가 오후로 넘어래 이 노글레우တစ်ချက်ပြန်ပြီးရမှာပါ AM PM ကိုယူသုံးခြင်း 오전 오후 နဲ့သုံးလို့ရတယ်ဥပမာအခုနေ့လယ်တနာရီ 한시 ဘလို့ 한시 လဲနေ့လယ်တနာရီအဲဆိုအရှိကနေ 오후 PM ဆိုတဲ့စကားလုံးလေးကိုထည့်လိုက်မယ်နောက်တစ်ခုကမနက်3နာရီမနက်ဆိုလို့ရှိရင် AM ဒါဆိုရင် 오전 3နာရီဆိုလို့ရှိရင် 3시 ဒီလိုလေးသုံးပါမယ်အဲ့တော့ 오전 오후 လေးတွေကတော့ AM PM ဆိုတဲ့ဒီပဲဥပမာမနက်ပိုင်းနေ့လယ်ပိုင်းညပိုင်းပြောခြင်းဒီစကားလုံးလေးထည့်ပြီးတော့သုံးလို့ရပါတယ်ဆက်ပြီးတော့မိနစ်ကိုရေးသွက်တဲ့နေရာကိုဆက်ပြီးသွားကြည့်ပါမယ်မိနစ်ကတော့ခုနကပြောသလိုဝန်နဲ့ရေးသွက်တယ်ပေါ့ဥပမာတနာရီ5မိနစ်တနာရီက 1시 5မိနစ်ကတော့ 5분 လို့ရေးသွက်မယ်ဟုတ်ပြီနော်1 2 3 4ပြီးရင်တနာရီ15မိနစ် 1시 15က15မိနစ်က 분 1시 15분တနာရီမိနစ်30တနာရီမိနစ်30ဆိုရင် 1시 30분မိနစ်30ဒါပေမဲ့အဲ့ဒီ30분ကိုတချို့ကနာရီဝက်တနာရီခွဲဒီလိုလဲပြောတဲ့အတွက်ကြောင့်မလို့ကိုရီးယားလို့ဆိုရင် 30분ကို반လို့သုံးလို့ရပါတယ်တဝက်ခွဲဆိုတဲ့အဓိပ္ပာယ်မျိုးက 1시 반တနာရီခွဲဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နောက်တစ်ခုကတနာရီမိနစ်35မိနစ်ဒါဆို 35분 လို့သုံးပါတယ်တနာရီမိနစ်40 1시 40분ပြီးတော့တနာရီ45မိနစ် 1시 45분တနာရီမိနစ်20မိနစ်40 sorry မိနစ်20ဖြစ်နေမိနစ်50ဖြစ်သွားပြီသူကဒီဘက်ရောက်သွားပြီဆိုတော့50ဆိုလို့ရှိရင်ခြေတို့က 50분 ပေါ့နော်ဒီအောက်ကကျတော့သူကနာရီထိုးကနေ10မိနစ်ဆိုရင် 2시 10분 전ဆိုတဲ့စကားလုံးဟုတ်ပြီနော် 2시 နာရီ 10분 전 10분 전ဆိုရင်10မိနစ်လိုသေးတယ်ဆိုတဲ့အိဗယ်မျိုးပေါ့နော်အဲ့တော့နာရီထိုးဖို့10မိနစ်ပေါ့ပြီးဒါလည်းအတူတူပဲတနာရီ55မိနစ်လို့သုံးလို့ရတယ်လို့နာရီထိုးကနေ5မိနစ်လို့သုံးလို့ရတယ်ဆက်သွားကြည့်အောင်အဲ့တော့ခုနကနေရာလေးကိုပဲပြန်ရှင်းပြပါမယ်2နာရီထိုးကနေ10မိနစ်ဒါမှမဟုတ်လို့ရှိရင်တနာရီမိနစ်50လို့ရှင်းပြခြင်းတနာရီမိနစ်50 1시 50분 2နာရီထိုးကနေ10မိနစ်ဆိုရင် 2시 10분 전ဆိုတဲ့စကားလုံးလေးထည့်လိုက်တာပေါ့ 2시 10분 전ဒါဆိုရင်2နာရီထိုးကနေ10မိနစ်ဒီမှာဆိုလဲ2နာရီထိုးကနေ5မိနစ်လို့ပြောခြင်း 2시 5분 전ပေါ့ဒါမှမဟုတ်ရင်တနာရီမိနစ်55မိနစ်လို့သုံးခြင်းလေ 1시 55분လို့သုံးလိုက်ရုံပဲဒါလေးပဲအဲ့တော့여러분တို့မှတ်ရမှာကနာရီနဲ့မိနစ်ဖတ်တာလေးကိုတစ်ချက်မှတ်ရုံပါပဲနည်းနည်းလေးရောတက်လို့ပေါ့နော်ပြီးတိုင်းရင်သူဒီဟာလေးကိုရှင်းပြထားတယ်အမှကိုရီးယားမှာအချိန်ကိုဖော်ပြတဲ့စကားလုံးလေးတွေကအများကြီးပဲခုနတည်းချက်ပြောလို့ 오전တို့ 오후တို့သုံးလို့ရတယ်ဥပမာအခုည6နာရီဆိုလို့ရှိရင် 오후 6시လို့သုံးမှာပေါ့မနေ့6နာရီဆိုရင် 오전 6시လို့သုံးမှာပေါ့အဲ့ဒီအပြင်ကို 새벽 아침 점심 저녁 밤ဆိုတဲ့စကားလုံးလေးတွေလည်းထပ်ရှိပါသေးတယ်အဲ့တော့ 아침 ကနေတစ်ချက်စားပြီးသုံးပြပေးပါမယ် 아침ဆိုတာကတော့မနက်ပိုင်းကိုပြောတာပေါ့နော်မနက်ခင်းကိုပြောချင်တာပြီးတော့저녁ရှိမယ်သူကတော့ညဘက်ကိုပြောတာပေါ့သူတို့နှစ်ခုရဲ့ကြားမှာရှိမှာက 점심 နေ့လယ်စာစားတဲ့အချိန်လေးကိုပြောတာပါ 아침ကတော့အများအားဖြင့်တချို့နေထွက်ပြီးတော့မနက်9နာရီလောက်ကနေ6နာရီ9နာရီလောက်လင်းသွားပြီပေါ့မနက်လင်းသွားတဲ့အချိန်ကနေစပြီး17နာရီလောက်အထိကိုသူက 아침 ဆိုတဲ့ပုံစံမျိုးနဲ့သုံးတယ်ဒီမှာတော့သူက7နှစ်လောက်အထိပြထားတယ်ပေါ့နော်ပြီးနေ့လယ်စာစားတဲ့အချိန်လေး12နာရီ1နာရီဝန်းကျင်ကိုတော့
점심လို့သုံးတယ်ပေါ့နော်အဲ့နောက်ပိုင်းကို 점심လို့သုံးတယ်저녁ကတော့သူကဒီညနေဘက်နေစောက်ဝင်တဲ့အချိန်ကနေပြီးတော့မောင်သွားတဲ့အထိညာတော့ဖြင့်သူက8နာရီည8နာရီလောက်ထိညနေနေစောက်ဝင်တဲ့နေရာကနေည8နာရီအဲ့လောက်ထိကို저녁ညညနေဆိုပြီးတော့သုံးပါတယ်아침မနက်ပိုင်း점심ကနေ့လယ်ပိုင်း저녁ကညနေပိုင်းညပိုင်းလို့သုံးတယ်ပြီးရင်ညမောင်သွားတဲ့အချိန်ကိုတော့밤လို့သုံးပါတယ်ပြီးရင်နေခင်းသူ့ရဲ့ဆက်ညင်မဲ့စကားလုံးကနေခင်းလို့သုံးချင် night လို့သုံးပါတယ်သူကတော့နေတာနေတဲ့နေခင်းညတော့အဖြစ်နေ့လယ်ပိုင်းအချိန်ကို night လို့သုံးပါတယ်ဒီကောင်ကတအုပ်စုပေါ့ပြီးရင်နောက်တစ်ခုဆဲပြောက်ထက်ရှိမယ်ဆဲပြောက်ကကျတော့ဘယ်လိုမျိုးအခြေအနေမျိုးမှာသုံးမလဲဆိုရင်မနေ့အစောကြီးမနေ့မိုးတောက်အချိန်မျိုးကိုဆဲပြောက်လို့သုံးပါတယ်သူကဒီမှာအချိန်နာရီလေးတွေသူ့ရဲ့အပိုင်းလေးနဲ့ဖော်ပြထားပြီးပါတယ်เนาะအဲဆိုကိုကအချိန်ကိုဘယ်လိုဖော်ပြရမလဲမသိလို့ရှိရင်ဒီဇာတ်ကွက်လေးကိုပြန်ကြည့်ပြီးသုံးလို့ရပါမယ်ကဲအဲ့ဒါဆိုရင် in conversation လေးတွေကိုပြန်ကြည့်ရအောင်지금 몇 시예요?အခုဘယ်နာရီလဲ9နာရီ10မိနစ်အဲဆို9နာရီဆိုရင်10မိနစ်9시 10분 AM ဆိုတော့မနက်ပိုင်း오전ကိုထည့်မယ်오전 9시 10분이에요နာရီကိုမေးတဲ့အခါမှာ몇 시လို့သုံးပါတယ်몇 시예요? ဘယ်နာရီလဲ지금 몇 시예요? တနာရီ50တနာရီ50ဆိုလို့ရှိရင်2နာရီထိုးကနေ10မိနစ်လို့လည်းသုံးလို့ရတာပဲအဲ့တော့တနာရီ50ဆိုရင်1시 50분이에요လို့ဖြေမယ်2နာရီထိုးကနေ10မိနစ်ဆိုရင်2시 10분 전이에요လို့ဖြေပါမယ်နောက်တစ်ခု몇 시에 일어나요? ဘယ်နာရီမှာအိပ်ရထားလဲကိုက9နာရီမှာအိပ်ရထားတယ်ဆိုရင်မနက်ပိုင်း아침 오전နဲ့သုံးလို့ရလို့오전မသုံးချင်아침ကိုသုံးလိုက်လို့ရတယ်နော်아침 7시에 일어나요 မနက်ခင်း9နာရီမှာအိပ်ရထားပါတယ်အဲဆိုအချိန်လေးတွေကိုပြန်ပြီးတော့လေ့ကျင့်ရေးသွက်ကြည့်ပါအောင်နော်အဲ့တော့အချိန်လေးတွေကိုရေးသွက်ဖို့ဆိုရင်စာအုပ်မှာအရင်ချရေးပါတနာရီကနေ12နာရီထိအရင်ချရေးပါပြီးတော့မိနစ်လေးတွေကိုချရေးကြည့်ပါပြီးရင်ကိုခဏခဏသုံးနေကြအသုံးလုံးလေးတွေနာရီလေးတွေကိုပြန်ပြီးရေးသွက်ကြည့်ပါနော်ပြီးတော့အောက်ဘက်ကအိမ်စာလေးကိုလေ့ကြည့်ပါမယ်ဒီမှာသူနာရီလေးပေးထားတယ်အဲ့တော့ပေးထားတဲ့နာရီရဲ့အတိုင်းအောက်ကနေကိုရီးယားစလုံးကိုရေးပြီးလိုက်လို့ရှိရင်ရပါပြီအဲဆိုရင်ဒီချက်တို့အိမ်စာဒီလောက်နဲ့ပြီးသွားပါပြီဒီအခန်းလေးလည်းပြီးသွားပြီပေါ့နော်အချိန်ထိအားလုံးပြီးသွားပါပြီစာလေးဒီချက်ပြန်လောက်ထားပြီးတော့နားမလည်တဲ့ပိုင်းရှိရဆိုလို့ရှိရင်ဒီချက်ကိုပြန်မေးဖို့ပြန်ပြီးတော့ကြည့်ထားမယ်နော်그럼수고하셨습니다